ရွာနောက်ဖက်ကအလင်းမီရွာနောက်ဖက်မှာရှိတဲ့ဖျားပြက်ကညရောက်တိုင်းအမှောင်ထဲမတက်တောင်မတက်တာဖြစ်လာတတ်တဲ့လေတိုက်လာရင်တရွက်တွေလှုပ်တန်ကြရပြီးဖျားပြက်အတွင်းကနေအလင်းစိမ့်စိမ့်လေးတစ်စင်းတစ်ခါတရံလင်းလာတတ်တဲ့ရွာသားတွေကအဲ့ဒီအလင်းကိုမမြင်ခြင်းလဲမြင်ရတဲ့အရာလို့ပဲပြောကြတယ်ကြည့်မိရင်နောက်နေ့ကစပြီးအိမ်မက်ဆိုးတွေမဖြတ်နိုင်ဘူးလို့အကြီးတွေကသတိပေးနေကြတယ်အဲ့ဒီနေ့မွန်းလွဲပိုင်းမှာမင်းခန့်ဟာရွာလေးတွေကိုရောက်လာတဲ့မြို့ပြကတမိုင်းလေးလာသူတယောက်ဖြစ်ပြီးရှေးဟောင်းရာတွေကိုစူးစမ်းရတာသူ့အတွက်အလုပ်တစ်ခုမကစိတ်ဝင်စားမှုတစ်ခုလည်းဖြစ်နေတယ်သူ့လက်ထဲမှာမှတ်စုစာအုပ်အိတ်ထဲမှာကင်မရာနဲ့မိုဘိုင်းဒါပေမဲ့ရွာသားတွေကြည့်တဲ့မျက်လုံးတွေကသူ့ကိုကြိုးစိုးနေတာမဟုတ်ဘူးဆိုတာမင်းခန့်ချက်ချင်းသဘောပေါက်သွားတယ်။တစ်ဖက်ရည်ဆိုင်လေးထဲဝင်ထိုင်လိုက်တဲ့အခါအဖိုးတယောက်ကအတန်နှိမ့်နှိမ့်နဲ့ပြောလာတယ်။ညဘက်ဖျားပြက်ဖက်မသွားနဲ့သားအဲ့ဒီမှာလူမဟုတ်တဲ့အရာရှိတယ်။မင်းခန့်ကအပြုံးနှင်းနဲ့လှုပ်လိုက်ပေမဲ့အဖိုးရဲ့မျက်လုံးတွေမှာကြောက်ရွံ့မှုအစစ်အမှန်ရှိနေတယ်ဆိုတာမမြင်မဖြစ်မြင်လိုက်ရတယ်။ညရောက်လာတော့မိုးလဲနည်းနည်းချွတ်ချွတ်ရွာနေတယ်။လမ်းမီးမရှိတဲ့လမ်းကလေးပေါ်ကိုမင်းခန့်တယောက်ထဲလျှောက်သွားတယ်။ဖျားပြက်ရဲ့အရေးကညအမှောင်ထဲမှာပုံမကြီးမားလာသလိုထင်ရတယ်။အဲ့ဒီအချိန်မှာပဲအလင်းစိမ်းရောင်မီးလေးတစ်စင်းဖျားပြက်အတွင်းကနေလင်းထွက်လာတယ်။မင်းခန့်ခြေတလန်းနီးလာလိုက်တယ်။အလင်းအောက်မှာအဖြူရောင်ဝတ်ထားတဲ့မိန်းကလေးတယောက်နောက်ပြန်ရက်နေတယ်။သူမရဲ့သပင်ရှည်တွေကလင်းငင်းကြောင့်တဖြည်းဖြည်းလှုပ်ရှားနေပြီးသူမရဲ့ရုပ်ရည်ကမမြင်ရသေးပေမဲ့အရေးအယောင်ကလူမဆန်ဘူးလို့ထင်ရတယ်။သူမတဖြည်းဖြည်းလှည့်လာတဲ့အချိန်မျက်လုံးတွေကအလင်းရောင်ပြည့်နေပြီးဝမ်းနည်းမှုနဲ့အထီးကျန်မှုတွေပေါင်းထားသလိုဖြစ်နေတယ်။မင်းခန့်အတန်တိတ်တိတ်နဲ့မေးလိုက်မိတယ်။ဘာတူလဲ။မင်းကလေးရဲ့နှုတ်ခမ်းကနည်းနည်းလှုပ်သွားပြီးဘယ်တည်အောင်အတန်မထွက်ပဲနာမည်တစ်ခုကိုသာမျက်လုံးနဲ့ပြောလိုက်သလိုဖြစ်သွားတယ်။ညနှင်းစီအဲ့ဒီညစပြီးမင်းခန့်ရဲ့ဘဝတွေကိုလူနဲ့ဝိညာဉ်ကြားကလျှို့ဝှက်ဇလန်းတစ်ပုတ်တိတ်တိတ်လေးဝင်ရောက်လာခဲ့တယ်။တို့နဲ့မန်းလန့်မျိုးတယ်ဘယ်တည်အောင်မြောင်ခန့်စီလာရောက်အားပေးကြည့်ရှုသူတယောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နော်အားလုံးပဲအဆင်ပြေကြပါစေ။